စစ်သားတယောက်ဟာမတော်တဆဆိုသလိုမြေမြုပ်မိုင်းတစ်ခုနင်းမိထော်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာသူ့အသက်တင်မကောက်ပဲတစ်ဖွဲ့လုံးရဲ့အသက်ကိုပါအန်တီရသွင်းနဲ့ဆွဲသွင်းမိလိုက်ပြီဆိုတာသိလိုက်တာလို့အယမ်းကိုထိတ်လန့်သွားခဲ့တာပါ။ခဏကြာမှာတော့အဖွဲ့ခေါင်းဆောင်ဖြစ်သူကပတိန်ရောက်လာပြီးမိုင်းရဲ့အတင်အနက်ကိုသိရအောင်တစ်သားချောင်းလေးတစ်ခုနဲ့မြေကြီးတွေကိုစတင်ဖယ်ရှားကြည့်ပါတယ်။ဒါပေမဲ့မိုင်းကသူတို့ထင်ထားတာထက်အများကြီးပိုကြီးနေပြီးဖြုတ်ပစ်ဖို့ diffuse လုပ်ဖို့လုံးဝမထစ်နိုင်ဘူးဆိုတာသိလိုက်ရတယ်။အဲ့ဒီနောက်မှာတော့ကပတိန်ကတခြားစစ်သားတွေကိုအကုန်နောက်ဆုတ်ခိုင်းလိုက်ပါတယ်။ပြီးတော့သူကနင်းမိနေတဲ့စစ်သားကိုတစ်နှစ်တောင်းဆိုပြီးရေးသွက်ပေးမယ်။အဲ့ဒီအချိန်မှာခြေထောက်ကိုအမြန်ကြွလိုက်ဖို့ပြောပါတယ်။စစ်သားနေရာမှာသူကိုယ်တိုင်အစားထိုးဝင်နှင်းပြီးအသက်ပေးခဲ့ဖို့ဆုံးဖြတ်လိုက်တာပါ။ကပတိန်အချစ်ပေးလိုက်တဲ့အတိုင်းစစ်သားကခြေထောက်ကိုဖယ်လိုက်ပြီးကပတိန်ကလည်းချက်ချင်းဆိုသလိုအစားထိုးဝင်နှင်းလိုက်ပါတယ်။ကပတိန်ဟာသူ့ရဲဘော်ရဲ့အသက်ကိုကယ်လိုက်ခဲ့ပေမဲ့အခုတော့သူ့အသက်ကအန်ဒီရရှိသွားပါပြီ။ရုတ်တရက်ဆိုသလိုကပတိန်ဟာဟန်ချက်ပြက်ပြီးမိုင်းပေါ်ကနေခြေထောက်ကဖက်လွတ်သွားပါတယ်။အဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့သူအားလုံးတေရတော့မယ်ဆိုပြီးကြောက်လန့်တုန်လှုပ်သွားကြတာပေါ့။ဒါပေမဲ့ကပတိန်ကတော့မိုင်းပေါ်မှာခုံပေါက်ပြနေပေမဲ့မိုင်းကပောက်ကွဲမှာခဲ့ပါဘူး။တကယ်တော့အဲ့ဒီမိုင်းကအဆက်ကလေးကပြက်နေတဲ့သို့မဟုတ်ဖြုတ်ပြီးသားမိုင်းအဟောင်းကြီးပါ။ကပတိန်ကသူတို့ကိုကြောက်သွားအောင်လို့တက်တက်နောက်ပြောင်လိုက်တာပဲဖြစ်ပါတယ်။